Barbell Sumo Deadlift က quad, glute, hamstring, adductor နဲ့ back muscle တွေကိုထိရောက်ပါတယ်။ခြေထောက်ကိုပခုံးကျယ်ထက်ခြေတစ်ပွားစာစီဘေးကိုကားလိုက်ပါ။ခြေထိပ်ပြားကို45ဒီဂရီဘေးဆောင်ထားပါ။အရင်ဆုံး sumo squat ပုံစံမျိုးတင်မားကိုဒူးနဲ့တန်းနဲ့ကြားတဲ့အနေအထားအထိထိုင်ချပြီးရင်ဒူးကိုခြေပွားရဲ့ဒါတချင်အတိုင်းဘေးကိုခွဲထားပါ။အပေါ်ကိုအလေးမမခင်မှာအရင်ဆုံးသက်ရှူပါပြီးရင်တင်မားကိုအပေါ်ဘက်အနှဲငယ်မြောက်ပြီးတော့အောက်ကျသားအားနဲ့ထားပါခန္ဓာကိုယ်ကိုအရှိတ်ဘက်အနှဲငယ်ငိုက်ပြီးအလေးကိုပြန်ချပါကစားတဲ့အချိန်တိုင်းမှာတင်မားကိုအောက်ဆုံးထိအရင်ဆုံးထိုင်ကြပါပြီးရင်ဘာပဲကိုအပေါ်သို့ဆွဲမမခင်မှာထိုင်တဲ့အနေထားကနေတင်မားကိုအနှဲငယ်စီမြောက်ပေးဖို့လိုပါတယ်အပေါ်ရောက်ရင်တင်မားကြွက်သားကိုညှစ်တဲ့အချိန်လေရှူထုတ်ပါ